စကားပြောနောက်ကျတဲ့ကလေးတွေကိုဘလို့လေ့ကျင့်ပေးမလဲပညာဝေစာကိုပိုင်မူလရန်ကြောင်းတောင်ငူမှစီစဉ်ပါသည်မိဘတော်တော်များများစိုးရိမ်တက်တဲ့ကိစ္စလေးမို့အတက်နိုင်ဆုံးကူညီပေးရစေကလေးတစ်ယောက်နဲ့တစ်ယောက်ဖွံ့ဖြိုးမှုနှုန်းချင်းမတူပေမဲ့စကားပြောနောက်ကျနေတဲ့အခါအိမ်မှာတင်အလွယ်တကူလေ့ကျင့်ပေးလို့ရတဲ့နည်းလမ်းကောင်းလေးတွေရှိပါတယ်ဒါကတော့ကလေးကိုစကားပြောတတ်လာအောင်လေ့ကျင့်ပေးနိုင်တဲ့အခြေခံအချက်လေးတွေပါကလေးနဲ့မျက်လုံးချင်းစုံပြီးစကားပြောပါကလေးကိုစကားပြောတဲ့အခါကလေးရဲ့အရက်အမောင်းနဲ့အညီမျက်နှာချင်းဆိုင်ထိုင်ပြီးပြောပေးပါကလေးကတင်းရဲ့နှုတ်ခမ်းလှုပ်ရှားမှုနဲ့မျက်နှာအမူအရာကိုမြင်ရမှအတန်ထွက်ကိုပိုပြီးအတူယူရလွယ်ပါလိမ့်မယ်ကလေးကတခုခုလိုချင်လို့လက်ညှိုးထိုးပြတဲ့အခါဒါမှမဟုတ်အတန်လေးပဲထွက်ပြတဲ့အခါချက်ချင်းလိုက်မလုပ်ပေးပါနဲ့ဥပမာရေလိုချင်လို့လက်ညှိုးထိုးရင်ရေလို့ပြောဦးလေရေဆိုပြီးသူလိုက်ပြောနိုင်အောင်ခဏဆောင်ပေးပါသူ့ဘက်ကစူးစမ်းပြီးအတန်ထွက်လာမှအတန်ပီသည်ဖြစ်စေမပီသည်ဖြစ်စေလိုချင်တာကိုပေးပါသုံးလှုပ်ဆောင်ချက်တိုင်းကိုစကလုံးအဖြစ်ပြောင်းပါတင်လို့သမျှအရာအလုံးကိုကလေးကိုလိုက်လံရှင်းပြနေပါအခုမေထမင်းခွန်းတော့မယ်ဖနက်စည်းမယ်အပြင်သွားမယ်ဘောလုံးလေးကအနီရောင်ကြီးပဲနော်ဒီလိုပြောပေးခြင်းကကလေးရဲ့ဝေါဟာရကြွယ်ဝမှုကိုအများကြီးအထောက်အကူပြုပါတယ်ပုံမြင်ဖတ်ပြပါတချင်းဆိုပြပါရုပ်ပုံစာအုပ်လေးတွေကြည့်ပြီးပုံမြင်ပြောပြပါပုံထဲကအရာဝတ္ထုတွေကိုလက်ညှိုးထိုးပြီးနာမည်တွေခဏခဏပြောပြပါကလေးကဗျာလေးတွေတချင်းလေးတွေကိုအမူအရာနဲ့တကွဆိုပြတာကလည်းကလေးကိုစကားပြောခြင်းစိတ်ဖြစ်ပေါ်စေပါတယ်နောက်ဖုန်းကြည့်ချိန်လျှော့ပါဖုန်း TV တက်ဘလက်တွေဟာတဦးနဲ့တဦးအပြန်အလှန်စကားပြောတာမဟုတ်ပဲတစ်ဖက်သက်နားထောင်ရတာမျိုးဖြစ်တဲ့အတွက်ကလေးရဲ့စကားပြောစွမ်းရည်ကိုနှေးကွေးစေနိုင်ပါတယ်အတက်နိုင်ဆုံးလူချင်းထိတွေ့ဆက်ဆံမှုကိုပဲအသားပေးပါအခုကလေးကအသက်ဘယ်လောက်ရှိပြီလဲဘလို့တန်မျိုးတွေစထွက်နေပြီလဲဆိုတာသိရရင်ပိုပြီးအသေးစိတ်အကြံပြုပေးနိုင်ပါတယ်ရှင်ကွန်မန့်မှာရေးပေးခဲ့ကြပါအောင်နော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးအထူးတင်ပါတယ်နော်